大家好，ဒီနေ့မှာ怎么ကိုနားလည်အောင်ရှင်းပြပါမယ်။怎么ကိုဟောင်းနဲ့ဟွိုင်းဘယ်လိုခွဲသုံးလဲဒီဗီဒီယိုနဲ့တစ်ခါတည်းနားလည်သွားပါမယ်။怎么ကို subject နဲ့ verb ရဲ့အလယ်မှာသုံးရင်ဟောင်းဘလို့လို့အဓိပ္ပာယ်ရပါတယ်။နီလန်းမေးတဲ့အခါမှာအသုံးပြုပါတယ်။ဥပမာအနေနဲ့这个字怎么写ဒီစာလုံးဘယ်လိုရေးလဲ။နှစ်这个苹果怎么卖ဒီပန်းဒီဘယ်လိုရောင်းလဲ။3你怎么学习中文နင်တရုတ်စာကိုဘယ်လိုလေ့လာလဲ4这个怎么做ဒါဘယ်လိုလုပ်လဲ5你们怎么知道这件事နင်တို့ဒီကိစ္စကိုဘယ်လိုသိလဲဒီဥပမာ5ခုကဟောင်းဆိုတဲ့အဓိပ္ပာယ်နဲ့အသုံးပြုပုံဖြစ်ပါတယ်怎么ကဟွိုင်းဆိုတဲ့အဓိပ္ပာယ်ဘယ်ချိန်မှာပြောင်းသွားလဲပထမပတ်တန်ကိုပဲ怎么နောက်မှာပူထည့်လိုက်ရင်အဓိပ္ပာယ်ပြောင်းသွားတယ်အံ့ဩတဲ့အခါမထင်မှတ်ထားတဲ့အခါမှာသုံးတယ်ဥပမာအနေနဲ့ညီ怎么不来နင်ပါလို့မလာတာလဲနှစ်ညီ怎么不听话နင်ပါလို့စကားနားမထောင်တာလဲ3ညီ怎么不说话နင်ပါလို့စကားမပြောတာလဲ4你怎么不吃饭နင်ပါလို့ထမင်းမစားတာလဲဒါဆိုရင်အားလုံးသွားကြိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာ怎么ရဲ့အသုံးများဆုံးပုံစံနှမျိုးကိုရှင်းပြပေးပါမယ်ကြာကြံ့